အဲ့ဒါအမှန်ပဲဗျဘာလို့ဆိုဒေါ်လုံးနေစီမှာဆွဲကြုပ်ရှိနေရဲဆိုတဲ့သတင်းကိုပေးခဲ့တာလေကျွန်တော်ပါပဲဘာဒါဒင်းကြောင့်ကျုပ်ရွှေစဲကျိုးပြောက်ရတာပေါ့လေဟုတ်ပါလေဟုတ်ပါဘူးဗျသတင်းမယ်ပေးလိုက်အောင်ပါကဲအဲ့ဒါကြီးထောင်းလုံးနေရဲ့ရွှေဆွဲကျိုးကဗမာတော့အဲ့ဒါပြန်ပေးလိုက်ကျုပ်တို့မခိုးရပါဘူးတကြီးရဲ့တက်ကြောက်ကြခံရတာပါဟာမဟုတ်ဘူးဗျအဲ့ဒါတို့တက်ညာနေရမယုံရင်လေသူ့ပစိုးကုံပုံထဲမှာရွှေဆွဲကျိုးရှိကြည့်လိုက်ပါတရက်တော့အောင်မန်းရွာကိုထူးဆန်းတဲ့ငှက်တကောင်ရောက်လာတယ်။အဲဒီငှက်ကလူစကားလေးပြောတတ်တဲ့အပြင်တိမ်တက်တယ်စင်းပြီးအတင်းပြောတာနားထောင်လိုက်သတင်းဖြတ်လိုက်နဲ့လုံနေခဲ့တာပါ။အဲဒီငှက်ကြောင့်အောင်မန်းရွာသူရွာသားတွေဘလို့ပြောင်းဆက်ကုန်နေဆိုတာအမားနေတူကြည့်လိုက်ရအောင်ပါနော်။ဒီနေ့မှာတော့ပိုးတူတို့အဝဲသားတွေကမိဝိုင်းမတို့အိမ်မှာမုတ်ဆိုင်နဲ့လူဆောင်နေခဲ့ကြတာပါ။မိဝိုင်းမချကျွေးတဲ့မုတ်တွေကိုတပြက်နဲ့ပြက်စားနေကနေတုတ်ဖို့ကမြဝိုင်းနင်တို့အိမ်ကအမြဲလို့မဟုတ်လို့စားရင်နော်ဟုတ်တယ်တော်ဘုံရဲ့နေကင်းမဲ့စားဖို့မဟုတ်လို့ဒါငါအမေရဲ့ဝါသနာတစ်ခုလိုဖြစ်နေပြီဒါနဲ့အကြီးခင်ဝိုင်းလည်းမတွေ့ပါလားဘယ်သွားလိုက်တာလဲတို့ဘိုးတို့အိမ်ကိုမုတ်သွားပို့တာဟာအဲ့လိုကိုအဲ့ဒီအချိန်မှာပဲငှက်တကောင်ကဖိုးထုရဲ့ခေါင်းပေါ်မှာလာနာနေခဲ့တာပါဟာဖိုးထုမင်းရဲ့ခေါင်းပေါ်မှာငှက်တကောင်ရောက်နေတယ်ဟေးဟုတ်လားမောင်းမေးပါအောင်ဟာဒီလိုနဲ့ငါကောင်မောင်ဣပါချနေအောင်ပါအဲ့ဒါနဲ့တုပ်ဘောကငှက်ကိုမောင်းလိုက်တယ်ဟဲ့ငှက်ရွှေဒီလိုနဲ့ငှက်ကသူတို့ဝိုင်းထိုင်နေရဲ့လေကိုပြန်သွားပြီးစကားစပြောခဲ့တာပါငါ့ကိုမောင်းမထုတ်ကြပါနဲ့ငါမင်းတို့ဖွဲ့ကိုသတင်းပေးချရှိလို့ရောက်လာခဲ့တာပါဟမ်ငှက်ကစကားပြောတတ်တယ်ဘယ်လိုသတင်းကိုပေးချင်တာလဲငှက်လေးကဒီလိုပါမင်းတို့ရွာနောက်မှာရှိရဲ့ကုတ်ကိုပင်ကိုသိတယ်မဟုတ်လားသိရလေအဲ့ဒါဘာလို့လဲအေးအဲ့ဒီကုတ်ကိုပင်မှာအရန်ကိုစိုးသွမ်းတဲ့တရေတကောင်ရောက်နေတယ်ဟာအဲ့ဒီတည်းကရွာတွေကကလေးတွေကိုဖမ်းစားပစ်မယ်ဆိုပြီးပြောနေအောင်ငါကြားလာခဲ့တယ်ဟေးဟုတ်လားမင်းသတင်းကမှန်ရဲ့လားငှက်လေးကအမှန်ပဲပေါ့ကွာငါအဲ့ဒီပင်မှာအနာသွားယူတော့သိလာခဲ့တာဟာအင်းလေအဲ့လိုဆိုလေအဲ့ဒီကုတ်ကိုပင်နာကိုသွားကြည့်ကြတာပေါ့တကယ်လို့အဲ့ဒီသတင်းကအမှန်သားဆိုတို့ရွာတွေကကလေးတွေပြောက်ကုန်နေမှာဒါဆိုငါသွားပြီနော်တတဖိုးထရို့ဖွဲ့ကြီးအဲ့လိုပြောပြီးတော့ငှက်လေးကအဝေးကိုပြန်သွားခဲ့တော့တယ်ဟဲ့ဖိုးထူဘလို့လဲသွားကြည့်မလားသွားကြည့်ရတော့မမဟုတ်တယ်နဲ့တို့တွေခုပဲသွားကြည့်ကြမလားအင်းလေသွားကြတာပေါ့အိမ်နောက်တော့ဖိုးထရို့လည်းကိုကိုပင်ရှိရာကိုရောက်လာခဲ့ကြတာပါဝါကိုပင်ကမမြင်တာကြာသွားလို့ပိုကြီးလာတယ်လို့ပဲနော်ငါအထင်တော့ဒီကိုပင်ကတရေတကိုးတွေနဲ့ကြီးထွားနေရတင်နေပေါ့ရှာရှာတော့ပေါ်ရဲ့အပင်ကသူ့ဘာသူကြီးထွားနေအောင်တရေတကိုးကြောင့်ဖြစ်ရအောင်ပါဖို့သူတို့တွေဒီကိုပင်မှာနေတဲ့တရေကိုဘလို့ခေါ်ထုတ်ကြမလဲငါမှအကြံရှိတယ်ဟာအဲ့လိုပြောပြီးသူ့ဘောင်းမီအိတ်ထဲကနေပလူရထုတ်ပြီးမှုန်းလိုက်ခြင်းတော့ကိုပင်တွေကနေတရေတကောင်ကပြီးတော့ထွက်လာခဲ့တာပါဟာဒီတရေကအရမ်းမိုက်တာဘလို့ကြီးတွန့်နေရင်မသိဘူးအဲ့လိုပြောပြီးတုတ်ပေါ်လေးအားကြမခံတရေတွန့်တယ်လို့လိုက်တွန့်နေကြတော့လေဒီလိုနဲ့ဖိုးထူးလေးပလူမှုန့်နေရကရက်လိုက်တာပါအမလေးကလည်းရလို့မောလိုက်တာမင်းတို့ကဘာသူတွေလဲကွာဘာလို့ကျက်ကိုအဆက်မပြတ်ကနေအောင်လုပ်ရတယ်ဒီလိုပါကိုကြီးတဲ့ကျွန်တော်တို့ဒီကိုရောက်လာတဲ့အကြောင်းရင်းကသတင်းတစ်ခုကြားမိလို့ပါဘာသတင်းလုံးကဒီကကိုကြီးတဲ့ကကျွန်တော်တို့ရွာတွေကကလေးတွေကိုစားပြစ်မယ်ဆိုတဲ့သတင်းကြောင့်ပါပဲပေါ့ရှာပါဗျာကျုပ်ကဘာလို့ကလေးစားမှလဲဗျကျုပ်ကတက်လို့တရေဗျတက်လို့တရေဟမ်ဒါဆိုကိုကြီးတဲ့ကကလေးတွေကိုစားပြစ်မယ်လို့ဘာလို့ပြောရလဲအဲ့ဒါကျုပ်ဇလန်းဖတ်နေရဲ့ချိန်နဲ့တိုးသွားလို့တင်နေကျုပ်ကကလေးတွေအတွက်ပုံမျောပြတဲ့အလုပ်ကိုလုပ်နေရသူဗျအဲ့လိုပြောပြီးတော့ကိုပင်ပေါ်မှာရှိနေရဲ့စာအုပ်ကိုသူ့လက်ရှိရင်းနဲ့ယူပြီးပြလိုက်တယ်မယုံရင်ဒီစာအုပ်တွေကဇလန်းကိုဖတ်ကြည့်လိုက်အဲ့လိုနဲ့ဖိုးတူကတရေစီကစာအုပ်ကိုယူပြီးဖတ်ကြည့်လိုက်တယ်
ကိုကြီးတည်းရဲ့ပြောတာမှန်နေသားပဲဒါဆိုငါတို့ငှက်လေးရဲ့ကျင်းတဲ့တာကိုခံလိုက်ရတာပဲဟုတ်တယ်ကအဲ့ဒီငှက်လေးကတို့ကိုတက်တက်လာချုံမွေသွားတာပဲဖိုးထုတို့လည်းကိုကိုပင်တည်းကိုနှုတ်ဆက်လို့အဲ့နေရာကနေထွက်လာခဲ့လိုက်ကြတယ်တပတ်မှာတော့တတော်ရင်းမှာမိုင်လုံးနဲ့ငတက်ပြားကထိုင်းရီတောက်နေခဲ့ကြတယ်ဟဲ့အောင်ငတက်မင်းကျုပ်ကိုထိုင်းရီဆိုင်မှာချိန်လိုက်တာထိုင်းရီဘူရှင်းမို့ရရှိရလားကျုပ်စီမှာတပြားမှမရှိဘူးဗျဟာကွာဒီကောင်ငတက်တော့လက်တဲ့တပြားမှမရှိတော့ထိုင်းရီလာတောက်နေသေးတယ်အဲ့ဒီအတွက်တော့စိတ်မူပါနဲ့ကိုမိုင်လုံးရကိုကြီးတင်ရွှေကိုအကျွေးထားလို့ရပါတယ်အေးကွာအဲ့လိုဆိုလဲမင်းကြည့်ပြောလိုက်မိုင်လုံးတော့တိတ်ခါကြမခံနိုင်ဟုတ်ကဲ့ပါကျုပ်ကြည့်ပြောလိုက်ပါမယ်ဒါနဲ့ကိုမိုင်လုံးဒီတလုံးခိုးဖို့အတွက်တရင်ရထားသေးလားဘယ်ကတရင်ရမှာလဲကွာခုတလုံးရွာတွေကလူတွေအကုန်မွေးနေကြတာဟာအဲ့ဒါနဲ့သူတို့နားမှာဝေးလေကြောင်မဲလုံနေတဲ့ငှက်လေးကဘယ်ကမွေးရမှာလဲအရှင်နေရတော့အပြိုကြီးတောင်လုံးတင်လေမြို့ပေါ်ကနေဆွဲကြုံနှက်ကုန်းဝယ်ပြီးပြန်လာတွေ့လိုက်တယ်မိုင်လုံးနဲ့ငတက်ကသူတို့နားမှာရှိနေတဲ့ငှက်လေးစကားပြောလာတဲ့အတွက်ကြောင်နေခဲ့တာပါမိုင်လုံးကဒါဟုတ်မင်းဘယ်လိုသိရလဲကျုပ်မျက်လုံးနဲ့ဆက်ဆက်မြင်ခဲ့လို့ပေါ့ဗျအဲ့လိုပြောပြီးတော့ငှက်လေးကဝေးကိုပြန်သွားခဲ့တော့တယ်ဘယ်လိုလဲကိုမိုင်လုံးကျုပ်တို့ငှက်ကလေးပြောတဲ့စကားအမှန်ဟုတ်မဟုတ်သိကြအောင်တွားကြည့်ကြမှာအေးလေတွားကြည့်ကြတာပေါ့အဲ့ဒီတနေ့သာအမှန်ပြင်းကျုပ်တို့တော့ပွားပြီပဲညဘက်ရောက်တော့မိုင်လုံးနဲ့ငတက်ပြားလေးအပြိုကြီးတော်လုံးတဲ့အိမ်ကိုရောက်လာခဲ့ကြတာပါငတက်ကကိုမိုင်လုံးဒီအချိန်ဆိုအပြိုကြီးတော်လုံးတင်ကအဲ့လောက်ပြီလိုက်ဟာကျုပ်ဘယ်သိမှလဲဟာမင်းသိစားမလေးလာထားဘူးလားဟာဟိုကျုပ်တို့ညနေရသတင်းကြပြီးညဘက်လုပ်ငန်းစကြတယ်အောင်မစုံစမ်းလိုက်ရအောင်လေဗျာအေးအဲ့ဒါဆိုလေခုဝင်ကြမယ်โอเคကိုမိုင်လုံးအဲ့လိုပြောပြီးတော့မိုင်လုံးနဲ့ငတက်ပြားတို့နှစ်ယောက်နေအပြိုကြီးတောင်လုံးတင်အိမ်ထဲကိုဝင်သွားခဲ့တော်တယ်ဒီလိုနဲ့မိုင်လုံးတို့နှစ်ယောက်နေအပြိုကြီးတောင်လုံးတင်ရဲ့အိမ်ထဲကိုရောက်လာခဲ့ကြတယ်အိမ်အတွင်းမှာတော့အပြိုကြီးတောင်လုံးတင်အောင်တခေါက်ခေါက်နဲ့အိပ်ပျော်နေခဲ့တာပါမိုင်လုံးကငတက်ကိုလက်ဟန်နဲ့ရွှေဆွဲကျိုးရှောင်ဖို့ပြောလိုက်တယ်ငတက်ကလည်းမိုင်လုံးပြောတာကိုသဘောပေါက်သွားပြီးအသေးစိတ်ရှောင်ဖွေနေခဲ့တာပါခဏအကြာမှမိုင်လုံးကဟဲ့အောင်ငတက်ခုထိမတွေ့သေးဘူးလားကွမတွေ့ဘူးကိုမိုင်လုံးရဟာကွာတေချာရှာကြည့်စမ်းပါမိုင်လုံးအဲ့လိုပြောနေတော့အပြိုကြီးတောင်လုံးတင်ကရုတ်တရက်ထထိုင်လိုက်ပြီးရောင်နေရော်တယ်ငါဆွေကျိုးကငါခေါင်းအောင်မှာတခုကိုကြောက်လို့ခေါင်းအောင်မှာဝှက်ထားတယ်ကိုမိုင်လုံးရေခေါင်းအောက်တယ်ပြုတ်โอเคကျုပ်ရှာကြည့်လိုက်မယ်အဲ့လိုပြောပြီးမိုင်လုံးလေးအိမ်မက်ထိုင်အောင်ပြီးအိပ်ပျော်နေတဲ့ဒေါ်လုံးတင်ခေါင်းအောက်ကိုလက်နိုင်ကြည့်လိုက်ခြင်းရွှေဆွေကျိုးကတကယ်ပဲရှိနေခဲ့တာပါဟာဒီမှာဆွေကျိုးရှိနေရဲ့ဒါလို့နဲ့မိုင်လုံးနဲ့ငတက်လေးဆွဲကျရသွားတော့အပြိုကြီးတော်လုံးတဲ့အိမ်လေးကနေတိတ်တိတ်လေးထွက်သွားခဲ့တော့တယ်။နောက်နေ့မနေ့ရောက်တော့အပြိုကြီးတော်လုံးတဲ့လေးသူ့ဝတ်ထားတဲ့ဆွဲကျမရှိတော့တာကိုတီးသွားခဲ့ပြီးတိမ်လုံးပြောင်းဆန်အောင်ရှာပြီးနောက်လက်မိုင်ချလို့အိမ်ရှိကကွက်ပြစ်ပေါ်မှာငိုင်နေခဲ့တာပါ။ကျုံမစားရဲ့မတော့ရဲ့နဲ့ဝယ်ထားတဲ့ဆွဲကျလေးခုတော့ဆုံးပြီ။တကူပဲခိုးခံရတာလား။ဒါမှမဟုတ်အထာများမှားတာလားပဲ။အဲ့ဒီအချိန်မှာသူ့နားမှာကိုနားထောင်နေတဲ့ငှက်လေးကအထားမတာမဟုတ်ဘူးဗျတကူခိုးခံလိုက်ရတာဘာတကူခိုးခံလိုက်ရတာဟုတ်လားငှက်လေးလေအပြိုကြီးတော်လုံးတင်စကားကြောင့်လန့်သွားတယ်ဟုတ်ပါတယ်ဗျမိုင်လုံးနဲ့ငတက်ပြားခိုးနေရကိုကျုပ်မျက်လုံးနဲ့တေချာမြင်လိုက်တာပါအေးဟုတ်ပြီမိကျုံနဲ့လိုက်ခဲ့တကြီးစီသွားကြမယ်ဟုတ်ကဲ့အဲ့လိုပြောပြီးအပြိုကြီးတော်လုံးတင်ကငှက်လေးကိုကောင်းမော့တင်လို့အဲ့နေရာကနေထွက်လာခဲ့လိုက်တယ်ဒါလို့နဲ့ဒေါ်လုံးတင်လည်းခက်သက်သက်လမ်းလျှောက်ပြီးတကြီးအိမ်ကိုသွားနေခဲ့တယ်။အဲ့ဒီအချိန်မှာပဲလမ်းတစ်ဘက်ကနေလာနေတဲ့ဖိုးထုတို့ဖွင့်နေတိုးတော့တာပါ။မိုင်းလုံးနေကောင်းမှလည်းငှက်လေးတစ်ကောင်နဲ့ပါလား။ဘယ်သွားမလို့လဲဗျ။တကြီးအိမ်သွားမလို့တော့ချုပ်ဆွဲကျိုးအကိုးခံလိုက်ရတယ်လို့ပြောလို့အဲ့ဒါတကြီးကိုသွားတိုင်မလို့။ဗျာဟုတ်လား။ဒါလို့နဲ့အပြိုကြီးဒေါ်လုံးတင်လည်းသူတို့နားကနေထွက်သွားတော့ခေါင်းပေါ်မှာရှိနေတဲ့ငှက်လေးကပွဲဟေးပွဲအဲ့လိုအော်ပြောနေကြတော့ဟဲ့ပွဲတဲ့ဘလို့လဲတွားကြည့်မလားကြာသလားလို့အဲ့လိုပြောနေတော့ဖိုးထုနဲ့ငပိန်ကရှေ့ကိုရောက်နေခဲ့ကြပါပြီဟဲ့ခုနေကမြန်လိုက်ကြတာဟဲ့
ငါတို့ကိုလည်းစောင့်မအောင်ဟာမိဝိုင်းနဲ့တုတ်ပေါ်လေးဖိုးထုတို့နောက်ကိုအပြေးလိုက်သွားခဲ့တော့တယ်ဒီလိုနဲ့ဒေါ်လုံးတင်နဲ့ဖိုးထုတို့၄ယောက်သာတကြီးအိမ်ကိုရောက်လာခဲ့ကြတယ်ကိုပြစ်မှာထိုင်ရင်ရှင်နှွေးချမ်းတောက်နေတဲ့တကြီးဟာအပြိုကြီးလုံးတင်လို့ပါလားအလောတကြီးနဲ့ဆိုတော့ဘာတွေဖြစ်လာကြလဲကိစ္စအကြီးတဲ့တကြီးကျုပ်ရှင်လေးကမှမြို့ပေါ်ကနေဝယ်ထားတဲ့ရွှေဆွဲကျုံနှစ်ကုန်းတခုခုကန်လိုက်ရလို့တော့ဟေးဟုတ်လားဘသူခိုးသွားတော့ဟာကဲငှက်လေးဘသူခိုးသွားတယ်ဆိုတာတကြီးကိုပြောပြလိုက်ဟိုမိုင်လုံးနဲ့ငတက်ပြပါဟေးဒီခါလေးမိုင်လုံးနဲ့ငတက်ပဲလားမောင်ကြီးဒီကိုခဏလာမောင်ဟုတ်ကဲ့ပါတကြီးအဲ့လိုပြောပြီးမောင်ကြီးကတကြီးတို့နာကိုရောက်လာခဲ့တယ်ဟိုတကြီးကျုပ်ကိုဘာများခိုင်းဆရာရှိလို့လဲမသိဘူးဗျအေးကွာမောင်ရင်နဲ့ကာလာသားဖိုးထော်တို့တတိုက်ပေါင်းပြီးရွာတွေကတကိုးကြပိုးမိုင်လုံးနဲ့ငတက်ပြားကိုတွားခေါ်လာပေးပါဟုတ်ကဲ့ပါတကြီးကျုပ်ခွေးချက်ချင်းပဲတွားခေါ်လာခဲ့ပါမယ်အဲ့လိုပြောပြီးမောင်ရင်လေးသူတို့နာကနေထွက်သွားခဲ့တော့တယ်အဲ့ဒါနဲ့မိဝိုင်းကဟဲ့ဖိုးတို့အဲ့ဒီငက်ပြောရင်ရုံသွားပါမယ်အဲ့ဒါတော့စောင့်ကြည့်ရမှာပဲပွဲဟေးပွဲအဲ့ဒီငက်ကလေတော်တော်ဂျုံမွေတဲ့ငက်ခုတရင်ကအမှားသာဆိုတို့ကိုကျင်းတဲ့ကိစ္စအောင်လေဦးသေးကြီးကိုတိုင်ရမှာဟုတ်တယ်ဟာအဲ့ဒါမှလေဟိုပြောဒီပြောရှောက်မပြောရဲမှာဒီလိုနဲ့ခဏအကြာမောင်ရင်းနဲ့ဖိုးတော်ကမိုင်လုံးနဲ့ငတက်ပြားကိုခေါ်လို့တကြီးအိမ်ကိုရောက်လာခဲ့တာပါတကြီးကျုပ်တို့နှစ်ယောက်ကိုအခေါ်လွတ်လိုက်လို့ဆိုဘာကိစ္စရှိလို့လဲဗျအေးကွမင်းတို့နှစ်ယောက်အပြိုကြီးလုံးတည်ရဲ့ဆွဲချိုးခိုးထားတယ်ဆိုဟာဗျာဘာသူပြောရလဲကျုပ်တို့ကစိုးသန်းနေသူတွေဆိုပေမဲ့ခုလိုခိုးဝက်တဲ့အလုပ်ကိုတော့မလုပ်ပါဘူးဗျဟုတ်တယ်တကြီးကကျုပ်တို့အဲ့လိုတွေမလုပ်ပါဘူးငှက်လေးမင်းပြောတော့မိုင်လုံးနဲ့ငတဲ့ဗျခိုးသွားတာဆိုခုကဘလို့ဖြစ်တာလဲဟိုအဲ့ဒါအမှန်ပဲဗျဘာလို့ဆိုဒေါ်လုံးနေစီမှာဆွဲချိုးရှိနေရဲဆိုတဲ့သတင်းကိုပေးခဲ့တာလေဟိုကျွန်တော်ပါပဲဘာဒါဒင်းကြောင့်ကျုပ်ရွှေစဲချိုးပြောင်းရတာပေါ့လေဟုတ်ပါလေဟုတ်ပါဘူးဗျဟိုသတင်းမယ်ပေးလိုက်အောင်ပါကဲအဲ့ဒါကြီးထောင်းလုံးနေရဲ့ရွှေဆွဲချိုးကဗမာတော့အဲ့ဒါပြန်ပေးလိုက်ဟိုကျုပ်တို့မခိုးရပါဘူးတကြီးရဲ့တက်ကြောက်ကြခံရတာပါဟာမဟုတ်ဘူးဗျအဲ့ဒါတို့တက်ညာနေရမယုံရင်လေသူ့ပစိုးကပုံထဲမှာရွှေဆွဲချိုးရှိကြည့်လိုက်ပါအဲ့ဒါနေဖိုးတော့လေမလုံးရဲ့ပစိုးကပုံကိုကြည့်လိုက်ချင်းရွှေဆွဲချိုးကိုတွေ့လိုက်ရတာပါတကြီးရွှေဆွဲချိုးကဒီမှာပါဟမ်အဲ့ဒါကျမဆွဲချိုးတွေပဲတော့တကြီးအဲ့ဒါကျုံမသိတဲ့ကိစ္စပဲကျုံမခိုးဗျကဲမောင်ရင်းနဲ့မောက်ဖို့တော့မိုင်လုံးနဲ့ငတက်ပြားကိုခေါ်ပြီးထိတ်တုံးခတ်ထားလိုက်ကွာဟုတ်ကဲ့ပါတကြီးဟိုဒါကျုပ်တို့တက်လောက်ကြံခံရတာပါကျုပ်တို့မခိုးပါဘူးတကြီးရဲ့အဲ့လိုအော်ပြောပြီးတော့ဖိုးတော်တို့ခွဲရနောက်ကိုပါသွားခဲ့တော်တယ်တကြီးကျုပ်ဆွဲကြိုးလေးရပြီဆိုတော့ပြန်လိုက်ပါအောင်မယ်အေးကွယ်နောက်ဆိုကိုပစ္စည်းကိုတေးချသိမ့်ဆက်ဖို့ဟုတ်ကဲ့ပါတကြီးဒီလိုနဲ့ဒေါ်လုံးတင်လေးပြန်သွားခဲ့တော့ငှက်လေးကဟိုကျွန်တော်လည်းပြန်มาတော့မယ်တကြီးအဲ့လိုပြောပြီးငှက်လေးကအဝေးကိုပြန်သွားခဲ့တော်တယ်ပွဲစုအောင်လုပ်တဲ့ငါလေးပြန်သွားပြီးနောက်ပွဲကြီးပြိတ္တဖြစ်တဲ့ဖိုးထုတို့အဖွဲ့လေးတကြီးကိုနှုတ်ဆက်လို့အဲ့နေရာကနေထွက်လာခဲ့ကြတယ်အဲ့ဒီငါကတော်တော်ထူးဆန်းတာပဲနော်ပြဿနာမဖြစ်ဖြစ်အောင်တတ်လုပ်နေတာဟုတ်ပါကွာတတ်မဲ့ရွာတွေကလူတွေကိုလိုက်တော့ကပေးနေတယ်လို့ပဲအဲ့ဒီအချိန်မှာပဲငှက်လေးကသူတို့နာကိုပြန်လာနေခဲ့တာပါဟေးပြောရင်ဆိုရင်အသက်ရှည်အောင်မဟုတ်မစောနာငှက်လေးမှုတ်တာဟုတ်တာပဲအဝေးကိုပြန်သွားပြီမှတ်တာခုထိရှိနေသေးတာပဲဟိတ်မင်းတို့ပြေးကြတော့ရွာထဲကိုကြားကြီးတကောင်ဝင်လာတယ်ဟာပောက်ကရ40ရွာထဲကိုဘယ်ရကြားဝင်လာမှလဲအေးလေဟုတ်တာပဲဒီတခါလေးတို့ကိုဂျင်းလာထည့်နေပြန်တာမယုံဘူးဟေးမယုံဘူးမယုံလဲမတတ်နိုင်ဘူးဟေးငါတော့သတင်းပေးပြီးပြီမယုံတာမင်းတို့ပိုင်းမယ်ကျန်တဲ့လူတွေကိုအသိပေးဖို့တွားလိုက်အောင်မေပြုံးအဲ့လိုပြောပြီးငှက်လေးကအဝေးကိုပြန်သွားခဲ့တော့တယ်ဟေးမြေကြီးလှုပ်သွားတယ်လို့မထင်အောင်လားအေးနော်ငါလည်းအဲ့လိုထင်လိုက်တယ်လို့ပဲသူတို့အဲ့လိုပြောနေတော့ကြားကြီးတကောင်ကသူတို့နာကိုငုံနိုင်ကျပြီးတော့ပြေးလာနေခဲ့တာပါအောင်မလေးကြားကြီးပြိုကြားကြီးဒီလိုနဲ့ဖိုးထုတို့လည်းကောင်းနေပြီခဏနဲ့တင်မတီးတီးအားကုန်ပြေးကြတော့တယ်ပြေးကြဟေးပြေးကြတနင်းပြီးတဲ့ငှက်လေးစကားကိုမကြုံနိုင်တဲ့အတွက်ကြောင့်ခုတော့ဖိုးထုတို့အခွေသားတွေကြီးနေရပါပြီ